ဆက်လန်ကဘယ်လိုလဲဆိုတော့ကွာကျမတို့ငယ်တော့တောင်တက်တယ်ပေါ့နော်ကျောင်းတက်ဆိုတရုတ်ကျောင်းတက်တယ်ကျောင်းတက်တယ်ဆိုတော့တည့်ရတဲ့အတိုင်းပဲမိုးကုတ်မှာကျတော့တရုတ်ကျောင်းတက်လို့ရှိရင်ဆိုရင်အများအဖြစ်ပေါ့နော်သူတငယ်ချင်းတွေဆိုလို့ရှိရင်သူတို့ကတချို့ဆိုလို့ရှိရင်သူငယ်တန်းတော့မတက်သေးဘူးတရုတ်ကျောင်းကသူငယ်တန်းအရင်တက်သွားပြီအဲဆိုလို့ရှိရင်ဗမာကျောင်းတက်တန်းဆိုရင်သူတို့ကတရုတ်ကျောင်းကိုနှစ်တန်းလောက်ဖြစ်နေပြီတချို့ကျတော့လည်းဗမာကျောင်းသူငယ်တန်းတရုတ်ကျောင်းသူငယ်တန်းအဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးသူကနေသူထားကြသူတို့ကသူတို့နေကြတယ်ပေါ့နော်အဲ့လိုမျိုးကတချို့ကကျတော့တရုတ်တွေလည်းရှိရတယ်နော်ရှမ်းတွေလည်းရှိမယ်ဒီမိုးကုတ်ကလူတွေကကျတော့အဲ့လိုမျိုးဟိုလိုမျိုးမရွေးဘူးသူကနဲ့သူတရုတ်ကျောင်းတက်ချင်သူကတက်ပဲထားတဲ့မိဘတွေကထားပြလိုက်တယ်ပဲပေါ့နော်ဒါပေမဲ့ကျမတကယ်ချင်းနေကြတော့လေထားလိုက်ပါတော့သူတို့က၄တန်းရောက်ပြီဆိုလို့ရှိရင်တရုတ်ကျောင်းကကျတော့အနည်းဆုံး3တန်းမို့လို့ရှိရင်သူက2တန်းလောက်တော့ရှိနေပြီပေါ့နော်အဲ့ချိန်မှာကျမကကျတော့တရုတ်ကျောင်းဘယ်လိုစတက်လဲဆိုတော့ကျမဟို6တန်းလောက်မှတရုတ်ကျောင်းစတက်တာပေါ့နော်ဗမာကျောင်း6တန်းဆိုလို့ရှိရင်တရုတ်ကျောင်းဆိုသူငယ်တန်းအဲ့ချိန်မှာစတက်တာပေါ့နော်အဲ့ချိန်ကျမတို့ဘယ်လိုကြုံလဲဆိုတော့ဒါမဲ့လေဒီဆရာရဲ့အမူအရာကိုပြောလိုက်ဆိုကိုပစကတော့မထွက်ဘူးဒီမျိုးအခုလိုမျိုးပြောဖို့တော့မှအစီအစဉ်မရှိဘူးเนาะဒါပေမဲ့နောက်ပါကျကျွန်မစဉ်းစားတယ်ပေါ့နော်ဘာဖြစ်လဲဆို main လေးဘာဖြစ်လဲဆိုတော့ main လေးတွေကဘာပြောအနေနဲ့များတော့လေကျမတို့ဆိုလဲနောက်ကြလို့ရှိရင်ဆိုအိမ်ရှင်သားသမီးမရှိလာဘူးဆိုတော့မပြောနိုင်သားသမီးရှိလာလို့ရှိရင်လေဒီလိုအချိန်ဆိုတာကြုံမှာပေါ့နော်ဒါပေမဲ့ကျမကြုံမှုပဲသူများတွေမကြုံဘူးတဲ့လူတွေရှိရခါမှကျွန်တော်ရှင်းလောက်တာပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ဆရာကျတော့ကျမ6တန်းသူငယ်တန်းစတက်တယ်ကျမတက်တဲ့ချိန်ဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ကျမ6တန်းဆိုလို့ရှိရင်အနည်းဆုံးကျမ7တန်းလောက်ရှိနေပြီအဲ့ချိန်မှာကျမတင်ရောတို့တငယ်တန်းကြီးကိုမစပြီးလာတက်တဲ့ခါမှာကျတော့ဘယ်လိုဖြစ်လဲဆိုတော့ကျမထငယ်လေးပေါ့နော်တချို့ကြောက်လဲကျမအသက်ကြီးလူတွေရှိတယ်ပေါ့နော်အခုမှစတက်လူတွေရှိတယ်အဲ့ညတော့အဲ့ဆရာရဲ့ပုံကိုပြောမယ်ဆိုလို့ရှိရင်တို့တော်တော်များတိမှာကျမတို့ဘုကမှာအဲ့ကျောင်းမှာတက်တယ်ဆိုတော့လေဒါပေမဲ့ပြောတော့မပြောသေးဘူးပေါ့နော်ဒါပေမဲ့ဒီကျမကတော့အဓိကအဲ့ဒီဆရာထက်ဆရာကိုစော်ကားတာထက်ကျမကကျတော့ဟိုဟာပြောချင်တာအဓိကအကြောင်းရင်းပြောချင်တာပေါ့နော်အဲ့ဆရာဘယ်လိုဖြစ်လဲဆိုတော့ကျမတို့ကျမက6တန်းပဲရှိသေးတယ်ပေါ့နော်ကျမတို့အဲ့ဒီတရုတ်ချောင်းစားတက်တဲ့ခါမှာကျမတို့ကချောင်းစားဖွင့်နေနေစနေတဲ့ခါမှာကျမတို့ကဆရာပါတင်တဲ့တိုင်းတခြားလေးရေးရခါမှာအဲ့အဆင်ပြေတယ်ပေါ့နော်အဲ့ချိန်မှာကျောင်းဘယ်နှစ်ရက်လဲကျမတို့လည်းနည်းနည်းလေးနောက်ကျတယ်ပေါ့နော်အဲ့လိုမျိုးနောက်ကျမှရောက်လာတဲ့ကောင်မလေးတယောက်ရှိရပေါ့နော်အဲ့ချိန် तू ကကျမတဲ့အတန်းတော့ငယ်တော့တယ်အဲ့တော့ तू ရောက်လာတဲ့ခါမှာဆရာသူ့ကိုနောက်မှဝင်တဲ့အကြောင်းနောက်မှရောက်တဲ့အကြောင်းသူ့ဆိုပြီးတော့ तू ကစာလေးတွေခုံမတင်မှာပေါ့နော် तू သူ့ရဲ့စပွဲကိုရှိရပေါ့လားစပွဲဆိုလို့ရှင်အရှိမကျော် तू ကျောင်းသားတွေရှိရလေကျမတို့တွေပေါ့နော်အဲ့တော့ तू ကဆရာခေါ်လို့ရှင်သူ့ပေါင်မတင်မှဒီမျိုးစာရေးခိုင်းနေပေါ့နော်စာရေးခိုင်းတဲ့ခါကျမတို့လည်းအဲ့လိုမျိုးပေါ့ကျမတို့မှကြည့်မှအားကြတယ်ဘလို့ဘယ်သူပဲပြောလေငငယ်တော့ဆိုတည့်တဲ့အတိုင်းပဲဆရာမမျက်နှာတာပြီးတဲ့လူဘယ်သူဆိုကျောင်းသားတိုင်းကအားကြကြတယ်မလားအဲ့လိုပဲပေါ့နော်အဲ့တော့ပထမတော့သူအဲ့လိုမျိုးရေးပေးတဲ့ခါမှာကျမတို့လည်းအားကြပါတော့အဲ့လိုမျိုးကြီးပေါ့နော်ဒါပေမဲ့လည်းစင်ပြေပါရဲ့ပေါ့နော်ကိုယ့်နဲ့ကိုရေးနေအဲ့ချိန်ကျတော့တရက်ကျတော့သူကလည်းမျိုးခေါ်ရေးပေးတဲ့အချိန်ကျတော့ကျမတို့လည်းတတိတော့ထားမိတယ်ဒါပေမဲ့ကျမတို့လည်းဒီတိုင်းခေါ်ရေးရပဲပေါ့နော်တရက်ကျတော့ကျမစာရေးနေပေါ့နော်ခဲနေကြီးအောက်ကျသွားတယ်ခဲနေကြီးအောက်ကျတော့ကျမအောက်မှာသွားပြီးတော့ခဲနေကိုကုန်းကောက်တဲ့ခါမှာကျမယူတဲ့တွေ့သွားတယ်ပေါ့နော်စင်းရက်တယ်တော်တော်လေးစင်းရက်တယ်ကွာအဲ့ဟာလေးလည်းနည်းနည်းမှတော့မှလို့လည်းမသိသူကကွာအဲ့ဆရာကသူကလက်ကြီးနေတော့သူကဒီမျိုးပွေထားတယ်ဆိုရင်ကောင်မလေးကကျတော့အပေါ်မှာပေါ့နော်မင်းအဲ့ကောင်မတငယ်ချင်းပေါ့နော်အတန်းပေါ်ပြောမယ်သူကအရင်းနေဆိုလို့ရှိရင်သူကအောက်မှာလေဒီကောင်မလေးရဲ့ကတော့အဲ့ဘယ်လိုခေါ်မလဲမိမအင်္ဂါကွာမိမကိုသူကလက်နဲ့နိုင်တာသူပေါင်းပြီးတယ်ဒီမျိုးနိုင်တာကွာကျမဟဲငါမစီမာလားပေါ့နော်ဘယ်လိုကြီးလဲပေါ့အဲ့ဒါကျမဘေးမှာကျမကျော်အမကတဝမ်းကွင်းနေအကြောင်းသူတက်တယ်လေသူငယ်နဲ့သူစားတက်တယ်ကျမရဲ့အမဝမ်းကွင်းလက်တူမပြောပြရပေါ့နော်ဒီဗာလေတိတ်တိတ်တော့ကြည့်နော်အောက်မှာခဲနေငုံရင်းနေအဲ့ဒါဟုတ်လားမဟုတ်လားပေါ့သူလည်းသွားကြည့်ရသူလည်းမြင်နေပေါ့နော်အဲ့နဲ့ကျမတို့အရန်စိတ်ညစ်သွားတယ်ရန်စိတ်ညစ်သွားဆိုဆရာရဲ့အချင်းတွေတိသွားတယ်ပေါ့နော်ဒါပေမဲ့လေဆရာကလေလူတန်းလို့လာဆိုရင်ပြီးတော့ကျမရဲ့အရှိခုံမှာရှိရကောင်မလေးရှိရသူတို့ကကြောလေအတန်းငယ်တယ်သူတို့ကကြောမောင်မနှစ်ယောက်လာတက်တာသူတို့ကကြောအကိုနဲ့ညီမလေးပေါ့နော်အဲ့ဒီသူညီမလေးကြောအရန်ငယ်တယ်ဆိုရင်ပမာကျောင်း2တန်းလောက်ပဲရှိမလားမသိဘူးပေါ့နော်2တန်းလား3တန်းလားမသိဘူးအဲ့ဒီကျတော့သူ့ကိုလည်းဆရာခေါ်တယ်ဒါပေမဲ့ကျမလေးတတိထားမင်းလောက်လေအဲ့ကောင်မလေးသူကျမအရှိကခုံပေါ့နော်သူ့ကိုကျတော့အဲ့လိုမျိုးခေါ်တင်တဲ့ချိန်ဆိုရင်ကျမကွာဘယ်လိုခေါ်မလဲသူ့ကျတော့အဲ့လိုမျိုးလောက်တာလေးမတွေ့ဘူးပေါ့နော်ကျမစဉ်းစားဘာလို့လဲပေါ့နော်ဒါပေမဲ့ကျမနောက်ပိုင်းတတိထားမိတာကကျတော့လေအဲ့ကောင်မလေးကကျတော့နော်သူကအကြောင်းမစင်းခင်ဆိုသူတို့ဖေကကားရင်းနဲ့လာကျူတယ်ကွာလာကျဆိုသူ့အခန်းထဲကိုလာစောင့်ပြီးလာကျူတယ်ပြောရှင်နောက်တစ်ခါကျတော့အဲ့ဆရာကိုလည်းကျူရှင်ခေါ်တင်နေပေါ့နော်သူတို့နှစ်ယောက်ကအဲ့ကြောင့်သူတို့နှစ်ယောက်ကအစားအရန်တော်တယ်ကျမတို့အရှိမထိုင်နေနော်အကိုနဲ့ညီမနဲ့သူတို့နှစ်ယောက်လည်းရှိတယ်အဲ့ချိန်ကျတော့ကျမတတိထားမိတာဆရာကကျတော့သူ့ကျူရှင်လာနေတဲ့လူကျတော့မလုပ်ဘူးဒါပေမဲ့ဒီကောင်မလေးလုပ်တယ်ဒီကောင်မလေးကဆင်းရဲလို့လားဆိုဒီကောင်မလေးပြောမယ်ဆိုလို့ရှင်ကျမတို့ဒီမိုးကုတ်ကအရာပြောမယ်ဆိုကျမတို့ကလူမျိုးချားတွေပေါ့နော်ကပြားတွေပါရောပြီးမြဲသူကကျတော့ပမာစစ်ဟုတ်တယ်နော်ဒါပေမဲ့သူကချစ်စရာကောင်းတယ်ပြောမယ်ဆိုလို့ရှင်သူကကျမတို့ထက်အတိုင်းငယ်ပြီမဲ့သူကကျတော့အပြိုပေါ်နေနေဝင်တယ်လို့ဖြစ်တယ်ကွာသိရမလားမင်းကလေးတွေဆိုရင်သိရမလားအမျိုးကျမတို့ထက်နေနေထွားတယ်လို့မြင်ရတယ်ပေါ့နော်အဲ့ဆိုကျမစဉ်းစားတာဘာဖြစ်လို့လဲဒါပေမဲ့လေအခုအဲ့ဒီအနိုင်ခံရတဲ့ကောင်မလေးကျတော့လေ तू ကလေအဲ့လိုမျိုးဆင်းရဲလားဆိုတော့ तू လည်းမဆင်းရဲဘူးနော် तू ကကျမတို့ကြောင်တက်တယ်ဆိုကျမတို့တော့မှငငယ်တော့ဆိုဘာမှမပန်ဘူးတည်ရမှာရွှေတွေဘာမှမရှိလို့လည်းမပန်ဘူးရှိရင်လည်းမပန်ဖြစ်မှာမဟုတ်ဘူးနော်ဒါပေမဲ့ तू ကကျတော့လေသူ့အမြန်ဆင်းနေနော်ရွှေတေးလေးတွေလည်းပန်ထားတယ်ပေါ့နော်ပြောရမယ်ဆိုတို့လည်းပတ်စံရှိရတဲ့ရပါလေပေါ့နော်ဒါပေမဲ့သူ့ကျအဲ့လိုမျိုးလုပ်တယ်ပေါ့နော်ကျမတို့တော့မှစိတ်မကောင်းဖြစ်တယ်ဒါပေမဲ့ကျမတို့ကကျမတို့ရဲ့အခုကျမနဲ့ကျမအမဝန်ကွဲထိုင်နေကျမအမဝန်ကွဲတဲ့တိသွားတယ်ပြီးတော့ကျမရဲ့တငယ်ချင်းတွေပေါ့နော်ကျောင်းသူတက်တဲ့သူ့ကျောင်းသူတက်တငယ်ချင်းတွေတော်တော်များတိသွားတယ်ပေါ့နော်ဘာလို့ဆိုကျမတို့ကတယောက်တစ်ယောက်ပြောကြတာပေါ့နော်ဒီလိုဖြစ်တယ်ဆိုတော့ဒါပေမဲ့ तू ကတော့ရှက်မှာပေါ့တော်တော်များသူခါလေးကိုကျောင်းတော့မလာချင်အဲ့လိုမျိုးဖြစ်တယ်ကွာကျမလည်းဒါအိစိနေတယ်အဲ့ဒါကြောင့်မလို့လေတလားဒါတကယ်ဖြစ်ရမှဖြစ်တာနော်အဲ့ဒါကြောင့်မလို့လေဟို
ကျမဆိုလေသူအဲ့လိုမျိုးလောက်ခံရတယ်ဆိုမဲ့ကျမစိတ်ထဲမှာလေ proud trauma ရပါလေဆိုလို့ရှိရင်လေဟိုကျမညီမနဲ့တော်တော်ငယ်တယ်မလား6နှစ်9နှစ်လောက်ငယ်တယ်ကွာကျမညီမလေးနဲ့အဲ့ဆိုသူတို့ငယ်ငယ်လေးဆိုတော့ရှင်တခါလေသူများလေးအိမ်သားလေးဆိုကျမညီမကိုချစ်စရာကောင်းတော့လေသူတို့ပွေမှာဒီမျိုးပေါက်မတင်တော့မှလေကျမအဲ့ဒီဦးလေးပဲကြည်ညာပေါ့နော်ငါညီမကိုဘာလို့မလဲအဲ့လိုမျိုးပေါ့နော် trauma ရဒါပေမဲ့ကိုတိုင်းမခံရတာတောင်မှကွာဘယ်လိုခေါ်မလဲကိုညီမလေးကွာမြင်ဘူးတော့လေအဲ့လိုမျိုးဖြစ်မလားဆိုတဲ့စိတ်ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ယောက်ျားလေးတွေနော်အခုចောင်းဆရာပဲဖြစ်နေဘယ်လိုပဲဖြစ်နေအဲ့လိုမျိုး main လေးတယောက်ကိုအဲ့လိုမျိုးနှိုက်ဆရာကြောင်းမရှိဘူးပေါ့နော်ပြောရမယ်နမူနာပြောရမယ်ဆိုလို့ရှိရင်နင်တို့ရဲ့ယောက်ျားအင်္ဂါကိုကွာပြောမယ်ဆိုလို့ရှိရင်နင်တို့ရဲ့ယောက်ျားအင်္ဂါကိုကွာဟိုဘွားတော်ကြီးတယောက်ကဒါမှမဟုတ်လို့ရှိရင်လည်းနင်တို့မကြိုက်ဘူးအရင်ရုပ်ဆိုးပါလေနင်တို့မကြိုက်ဘူးဆိုရင်ဘွားတော်ကောင်မကြီးတယောက်မိမချမ်းတယောက်ကြီးတယောက်ကလာကြနေတယ်မျိုးဆိုတော့အဲ့လိုမျိုးစွဲရင်ကြိုက်လားပြောပြတာလေနော်အဲ့လိုမျိုးကွာမဟုတ်လို့ရှိရင်လည်းထိက keep ပါလို့ရင်ကြိုက်လားမကြိုက်ဘူးလားမကြိုက်ဘူးဆိုလို့ရှိရင်ဘယ် main လေးကိုတန်းငယ်ကြီးအဲ့လိုမျိုးထိကကြီးပါမလို့ဒီចောင်းဆရာဆိုလို့ရှိရင်ပေါ့နော်အခုကျမတို့ဟိုဒီရွေမှာပြောရမယ်ဆိုလို့ရှိရင်ဒါចောင်းဆရာဒီလုံးဝမကောင်းပေါ့နော်စာတင်တာအရန်ကောင်းတယ်မတော်မို့တော်တယ်ဆိုပေမဲ့လေကျမထင်တာတော့အဲ့လိုမျိုးလောက်တာတော့လုံးဝမကောင်းဘူးထင်နေပေါ့နော်အဲ့လိုမျိုးအခုချိန်ကြီးတွေ့လို့ရှိရင်ဆိုလို့ရင်းနေမကောင်းပေါ့နော်အဲ့ချိန်အဲ့လိုမျိုးចောင်းနေပါလိပေးလို့ကျမကပေါ့နော်သူတငယ်ချင်းစီမှာတော်လေတယ်အဲ့တငယ်ချင်းစီမှာတော်လေတယ်မလားတော်လေပြီးတော့နင်ဘလို့ဖြစ်တာလဲနင်မိတိုင်းလိုက်ပါလားအဲ့လိုမျိုးပေါ့နော်ကျမအဲ့လိုမျိုးပြောကြည့်အောင်ဆိုတော့ကျမတွေ့ရင်တော်လေပြီဆိုလို့ရှိရင်တော်လေကျမအဲ့လိုစကားပြောလို့ဆိုနင်မုတ်စားမလားနိုင်ခဲ့ငါသူကမုတ်ဆိုင်ဖွင့်တာလေအောက်ထမှာမုတ်ဝဲကျမဆိုမုတ်နဲ့ကိုစက်တဲ့တူတာပြီးအဲ့ဒါခဏနေငါတို့မှအုံးခွက်စောရအောင်အဲ့လိုမျိုးပါပြီးလို့ရှိရင်သူအဲ့အကြောင်းမပြောစေချင်မှန်းသိတာဒါပေမဲ့ကျမကလေကျမသူ့ထက်တာကြည့်ရအောင်ဒီမရင်ကြောက်နေတာပဲကျမကျတော့အမေနဲ့တိုင်စေချင်တာအဲ့လိုမျိုးပြောစေချင်တာပေါ့နော်တခုခုသူကကြောက်အဲ့လိုမျိုးစိတ်မရှိဘူးသူကကြောက်လေနှုတ်ပိတ်တာကွာကျမတွိုင်းတော့မှကျမမုံနဲ့နှုတ်ပိတ်တော့လေကျမလည်းဟဲ့အဲ့လိုမျိုးပဲဖြစ်နေတော့ဒီကိစ္စဆက်တိုင်မျိုးလို့မရတော့ဆိုတော့ကျမလည်းတွေ့ရင်သွားမလဲတော့ဘောနော်တိတ်ပြီးတော့ကျမလာဆိုလို့ရှိရင်ကိုမနဲ့တိုင်မြင်ဒါမှမဟုတ်ရှင်လည်းတခုအမေတို့ပြောမိပေါ့နော်ဒါပေမဲ့သူကကျတော့ကျမလာမှသူ့ဒါပြောတော့မှသူကတိတ်ပြီးတော့အဲ့ကိစ္စကိုစိတ်ဝင်စားဘူးနော်သူလည်းတော့စိတ်မနာဘူးတော်တော်လေးတော့စိတ်နာပါဒါပေမဲ့သူလည်းရှက်လို့မပြောပြတာတော့ကျမတင်နေပေါ့နော်အဲ့ဒါကြောင့်မလို့လေဘယ်လိုခေါ်မလဲမင်းလေးဆိုတော်တော်တတိထားရတယ်ပေါ့နော်ကြောတော့မိမကိုနိုင်ခံရတော်တော်များတယ်ပေါ့နော်မိမကိုနိုင်ခံရဆိုပြောပြမယ်နော်မကြိုက်တာမဟုတ်ကိုရီစားနိုင်ရင်တော့မကြိုက်ချင်မှကြိုက်မှာလေပြောပြတာဒါမှကိုရဲ့ရီစားဖြစ်နေလို့လေတခြားလူဆိုလို့ရှိရင်ဒါအတ္တမပြတာပဲပေါ့နော်ဘာပြောမကြိုက်ဘူးကွာသိတယ်မလားကိုတော့မှပြောပြမယ်ဆိုလို့ရှိရင်နောက်ဆုံးကိုရဲ့တချို့မိန်းကလေးဆိုရင်တငယ်ချင်းတွေလည်းရှိရနော်ကိုမိမကိုဆိုအပေါ်ရံမဲ့ဆေးရဘယ်သူမှအဲ့လောက်ထိထဲဒီနိုင်မှဆေးလို့မရှိဘူးပေါ့နော်အဲ့လောက်ထိမရွာဘူးပေါ့နော်အဲ့လိုမျိုးနိုင်တယ်ဆိုတော်တော်လေးနာကျင်မှုခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ရှင်တို့ဘယ်လိုတွေးလို့မသိတာတော့ကျွန်မဖြစ်ခဲ့တာတွေပြောပြရပါတော့ကျန်တော့ဘာနေကိုစဉ်းစားကြည့်ပေါ့နော်ပြောချင်တာကယောက်ျားလေးဖြစ်ရင်ဆရာပဲဖြစ်တူပဲဖြစ်မင်းကလေးရဲ့အဲ့လိုမျိုးမိမကိုနိုင်ချင်နိုင်မနိုင်ကြပါနဲ့လို့ဘယ်လိုကောင်းလဲစိတ်ညစ်တယ်ကွာအဲ့လိုမျိုးပြောရတာအေးဒါပဲဒါကတော့ကျွန်မအခုပြောလိုက်တော့အတွေ့တစ်ခုရတာမယ်လို့ထင်ပါတယ်အဲကြောင့်မင်းကလေးတွေကိုပေါ့နော်ယောက်ျားလေးဦးလေးဖြစ်ကိုယ့်အတိပဲဖြစ်တစ်ခုနဲ့ထားမယ်ရဲရဲနဲ့ထားခဲ့မယ်ဆိုရင်လည်းပါစဉ်းစားပေါ့နော်ပြီးတော့ရှင်ကျွန်မအဲ့ဒီနောက်ပိုင်းကျွန်မကြီးလာပြီးနောက်ပိုင်းဒီကျွန်မ Facebook မှာတွေပေါ့နော် Facebook မှာတွေဖတ်ရတာပေါ့နော်တချို့အသက်3နှစ်ကလေးတွေလည်းကိုယ့်ရဲ့ဦးလေးကအဲ့လိုမျိုးနိုင်တာလေးပါလေအဲ့လိုမျိုးတွေလည်းဟိုဆီယာမတယောက်တင်ထားဖို့အတွေ့ပွဲပေါ့နော်ဖတ်ဘူးလေပေါ့နော်ဆိုစိတ်ညစ်တယ်အဲ့လိုပြောရတာ